ဒီပုံလေးကိုဆွေရလေဘောပေပါထားလိုက်တဲ့အချိန်မှာအိမ်အောင်ကြတာပဲ Hello everyone, welcome back. အားလုံးမင်္ဂလာပါဆိုလို့ရှိပါရှင် Sweet ခလစ်ပစ္စည်းပဲ unboxing လုပ်နေရများနေပြီ Sweet အတွက် unboxing လုပ်တာဆိုတော်တော်လေးကိုကြာသွားပြီเนาะအဲ့တော့ဒီနေ့ Sweet huge unboxing လုပ်ပါမယ်အဲ့ဒါဘာလဲဆိုတော့ကြတော့ဒီလိုမျိုး Apple device တွေအများကြီးဒီနှစ်မှာ mother နဲ့ father စီကနေပြီးတော့ gift တွေရထားရပေါ့နော်အဲ့ဒီ gift တွေကိုဒီနေ့မှာ unboxing လေးလုပ်ချင်ပါတယ် so ဒါဆိုလို့ရှိရင် unboxing လေးစလိုက်ကြမယ်နော်ဒီမှာဆိုတော့အရင်ဆုံးအနေနဲ့အပေါ်ဆုံးကနေစမယ်ဖုန်းကနေစမယ်ဆွေရပစ္စည်းတစ်ခုကို unboxing လုပ်ပြီးမှဖွင့်ချင်တာအကျင့်အရန်ပါနေတာဆိုတော့unboxing မလုပ်ဖ ೇನೆ ဖွင့်လိုက်ရမှာအရင်စိုးရိမ်တဲ့လူသားတွေမှာပါတယ်အဲ့တော့အိုးလာရတော့စီပင်အောင်လို့ပြောကြပေမဲ့လည်းပြင်မာတော့လှပါတယ်တကယ်ကိုလှလိုက်တာပြင်ကြည့်လိုက်နော်ကြာရနော်ဆရာဒါကိုအသစ်ဝယ်တယ်ဆိုပေမဲ့ဆရာ iPhone series ရဲ့အမြဲပြောင်းခဲ့တယ်မှာဆိုလို့ဆရာအဲ့လိုမျိုးတိတ်ပြီးတော့လေဖုန်းကိုတိတ်ပြီးတော့ပြောင်းလို့မရှိဘူးကွာတိလားဒါဆိုလို့ရှိရင်17ပေါ့နော်ဒါဆွေအခုလဲလိုက်တာက17 Pro Max 1TB ပေါ့ဟိုကတော့ဟာ gift ကတော့ memory gift ကတော့တော်တော်အများဆုံးဟာဝယ်တယ်ဘာလို့ဆို sweet memory အရန်ကုန်ဒီဟာဆို memory လုံးဝမဆက်တာတော်တော်ကြာပြီ memory လုံးဝမဆက်မှလည်းတစ်နှစ်လောက်ရှိမှသုံးနေရတာပေါ့နော်ဘယ်ကနေလဲတာလဲဆိုတော့ sweet ပြချင်တာဒါ13 Pro Max sweet 13 Pro Max ကလေလုံးဝအနာအစာလုံးဝမရှိဘူးပေါ်ရမရှိဘူးမှန်လဲရမရှိဘူးမှန်ကွဲရမရှိဘူးအဲ့လိုမျိုးတက်တက်ရဲ့အရန်ကြိုက်တာပေါ့နော်13ကနေပြီးတော့17ဆို14 15 16 3 series တောင်ချာနော်3နှစ်ချာတာပေါ့နော်အခုထွက်ချင်းဝယ်တာလည်းမဟုတ်တာဆိုရှင်လည်းနည်းနည်းကြာဆိုကြတော့ဒီမျိုးပစ္စည်းကိုမလိုတဲ့ပစ္စည်းကိုအရင်ဝယ်နေရမဟုတ်စားပြောချင်တယ်ဆိုဒါဆိုလို့ရှိရင်နောက်တစ်ခု unbox လုပ်မယ်နောက်တစ်ခု unbox မလုပ်ခင်ဖုန်းထဲမှာပါလဲဆိုတာတစ်ချက်ပြမလို့ဒါလေးကကြတော့ပါလဲဆိုတော့ SIM card ထုတ်တဲ့ဟာလေးပေါ့နော်ဖုန်းကနေ SIM card ထုတ်တဲ့အတန်လေးပါတယ်ပြောကြတော့အသွင်ကျိုးပါတယ်ဒါပါပဲရှင် iPhone ရဲ့စေတနာမြတ်တာတွေကတော့ဒီလောက်ပဲပေါ့နော်အရင်တော့လိုမျိုးadapter တုံးနေနဲ့ jet တွေဘာတွေညာတွေကတော့အိမ်မက်ထဲမှာပဲပြီးတော့တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာဖြစ်မလဲဆိုတော့iPad iPad ကလည်း13 inches 1TB memory များတာတွေပဲဝယ်တော့တယ် Okay let's unbox together သူရဲ့ဖေးတော့ဝယ်ပြီးတာဖေးတော့ဝယ်တော့လူကြီးဝယ်တာဆိုတော့ဆွေးကိုယ်တိုင်လည်းမပါတော့အမှားရင်းဖြစ်မှာဆိုလို့ဆိုင်အောင်တော့စစ်ပေးခိုင်းလိုက်တယ်ဆိုင်အောင်စစ်ပေးပြီးတာ Oh it's a huge one ဒီမှာအကြီးကြီးပဲဒီမှာဒါလေးက11 inches ပေါ့နော်ဒါ30 inches တော်တော်ကွာသွားပြီဒါက iPad Air second generation ထင်တယ်ဒါက2022ဆိုတော့3 4 5 6ကြာ4နှစ်ပေါ့နော်4နှစ်လောက်ဒါလေးကိုသုံးခဲ့ပြီးသွားပြီဒါကလည်းလုံးဝအနာအစာမရှိအပုံးပဲမရှိရဲ့ပန်းရောင်လေးပန်းနုရောင်လေးဒါလေးကကြတော့ကိုဆိုင်ဆွေးနဲ့စပြီးတော့ကြိုက်ချင်းပေါ့နော်ကြိုက်ချင်းသူ Egypt ကနေပြန်လာတဲ့အချိန်မှာလက်ဆောင်ဝယ်တာပြီးတဲ့ဟာလေးပါနော်အမှတ်တရလေးပေါ့နော်အခုတော့ဒါလေးကိုပြောင်းပြီးတော့ကိုင်မယ်အကြီးဒီ iPad နဲ့လည်းဆိုနောက်ပါအလုပ်လေးလည်းလုပ်ဆရာရှိရတယ်နည်းနည်းပိုကြီးတာကိုပြီးတော့ Pro ပေါ့ iPad Pro ဝယ်လိုက်တာအရင်တော့ဟာဒီရှေ့ဟာကျတော့ iPad Air ပေါ့ဒါ iPad Pro လေးပါအဲ့ဒါပြီးတော့
iPad နဲ့တူတူတွဲသုံးဖို့အတွက် Pencil Pro ဝယ်ထားတယ်လုံးလုံးလေးဖြစ်သွားတယ်ပေါ့နော်အစတော့ဟာလေးကကျတော့ဒီလိုမျိုးထိတ်လုံးလုံးလေးမဟုတ်နည်းနည်းထိတ်မှာလိုလေးလည်းမသိဘူးခလုတ်တွေပါလည်းမပါတော့ပြီးမှပဲစမ်းသုံးကြည့်တော့မယ်နော် iPad တောင်မှဖွင့်မပြလိုက်ရအောင်ဖွင့်မပြတော့ပါဘူးဒါတွေကအထူးဆန်းမဟုတ်ပါဘူး Okay အဲ့ဒါပြီးတော့ကြတော့ဒါကဆွေရဲ့ဖေကြီးอ่ะပေါ့နော်ဆိုင်မှာကိုယ်တိုင်သွားဝယ်တော့ကြတော့ तू ကသူ့သမီးကိုဒီ iPad သုံးဖို့အတွက် keyboard cover keyboard ကိုဝယ်ပေးရှင်တယ်ကိုကတိတ်မလို့ရှင်ပါဖေးရဝယ်ပေးခြင်းနဲ့ဆိုတာဒါဝယ်ပေးမယ်ဆိုပြီးတော့ပထမထောက်သွားတော့မရှိဘူးဒုတိယတစ်ခါကိုထပ်ပြီးတော့ရန်ကုန်ရောက်တဲ့အချိန်မှာထပ်သွားပြီးတော့ထပ်ပြီးတော့ဝယ်ပေးလာဆိုကြတော့ကျေးဇူးအများကြီးတင်ပါတယ်ကောင်းကောင်းသုံးပါမယ်ရဲတော့ဆွေက keyboard တွေပါတိတ်မသုံးတဲ့ဘူးဒါမဲ့လည်းဖေးဝယ်ပေးရဆိုကြလဲသုံးမယ်ပေါ့နော် box မိုက်တယ်ရောလို့လဲကိုလို့ရဒီမှာအပြားလိုက်လေးပဲဒီဟာလေးနဲ့ဒီမှာပါတဲ့ဟာလေးနဲ့ကတ်သွားမှာပေါ့နော်အရင် iPad ဒီ keyboard cover တွေရောအဲ့လိုပဲလာတော့မသိဘူးစစ်တည်တဲ့ရိုးရိုး cover တွေကတော့အန်လေးထဲမှာထည့်ရတာ哦ဟိုဒါလေးကရမ်းမိုက်တယ်ရောတော့ keyboard ပပလေးပေါ့ဟိုပါ laptop ပပလေးလိုမျိုးပေါ့ဟုတ်လားဟိုတခါမှမယူစစ်စရာလေးနည်းနည်းတော့ကြီးတယ် laptop size ဖြစ်သွားတယ် iPad size မဟုတ်တော့ဒီ iPad နဲ့ရှင်ကြည့်မယ်ဆိုလို့ရှင်တော်တော်လေးကြီးရယ်ကြီးလဲကြီးရယ်လေးလဲလေးရယ်ဆိုတော့ဒါမှပေါ့လို့ဖြစ်သွားဒါပြီးရင် last but not least တခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့ every vlogger's dream vlogger တော်တော်များများရဲ့ dream ပေါ့နော်တော်တော်များများလိုချင်နေကြတဲ့ DJI Osmo ပါတော်တော်များများ vlogger တွေရော influencer တွေတော်တော်များများလည်းဒါကိုဝယ်နေကြတယ်သုံးနေကြတယ်စစ်ပြီးရဒါပေမဲ့ Sui မှာက Sony phone Sony camera လေးရှိရလေ Sony camera နဲ့ပဲ Sui တောက်လျှောက်ရိုက်နေဆိုတော့အခုဒီဟာကို record လုပ်နေရလဲဒီ Sony camera နဲ့ပဲဆိုကြ Sui မှာမလိုဘူးပေါ့နော်မလိုဘူးမဝယ်ဘူးဆိုပေမဲ့လည်းဒါ Sui ရဲ့အမေရဲ့မိတ်ဆွေတယောက်က Sui အတွက်ဆိုပြီးတော့လက်ဆောင်ပေးတာကျေးဇူးအများကြီးတင်ပါတယ် vlog ပြန်ရိုက်ဖို့အတွက်အားတစ်ခုပြန်ရပါဘောနော်အဲ့တော့ဒါလေးကို unboxing လုပ်ကြည့်မယ်မျိုးလေးပါတယ်ပြီးတော့မျိုးလေးပါတယ်ပြီးတော့ဒီလိုမျိုး instruction cap လေးစာရွက်လေးတွေပါလေးညာလေးပါတယ်ပေါ့နော် okay ဒါဆိုရင်ကင်မရာတော့ဒီထဲမှာနေမှာဒါလေးကို unbox လုပ်ကြည့်မယ်ဆိုတော့အော်တော့အိတ်နဲ့ okay ဒီမှာကင်မရာလေးသူ့မှာပါတဲ့ gear လေးတွေပေါ့နော်ဒါလေး unboxing တစ်ခုချင်းစီလုပ်ကြည့်ရမှာပေါ့ okay whatever အဲ့တော့မသိသေးဘူးဒါပါလဲဆိုတာဘာလဲတော့မသိသေးဘူး so မျိုးလေးပါတယ် mic ကမသိအော်ဒါလေးပါတယ်ဒါကတော့ tripod mini tripod ပေါ့ဇပွဲတွေပါပေါ်မှာတင်လို့ရတဲ့ဟာလေးပြီးတော့ထဲမှာပါလဲဆိုတော့cover တင်တယ် protective cover ဆိုတော့ဒီဟာကို cover လုပ်တဲ့ဟာမျိုးပေါ့နော် okay ဒါဆိုလို့ရှိရင် sweet ဒီဟာကိုတော့ set up လုပ်ပြီးတော့မစမ်းပြတော့ဘာလို့ဆိုတော့ sweet နည်းပြင်းအဲ့တော့ဒါကဒီမှာစတဲ့ဟာမျိုးဒီအောင်ဒီမှာစွတ်မယ်စွတ်ပြီးတော့ကြတော့ဒီ mini tripod လေးတက်လို့ရတယ်အော်ဒီဟာစွတ်ပြီးတော့လည်းတက်လို့ရတယ်စွတ်ထင်တာဒါ battery လေးတွေလို့ဖြစ်မယ်လို့ထင်တယ်ဒါကကြတော့ mic transmitter လို့ပြောတယ်ဒါ cover ပေါ့နော်ဒါတော့ဖွင့်လို့ရလားဆိုတော့တစ်ချက်
Oh, let's see. Okay. Yeah. Oh. Oh, ဘယ်လို rotate လုပ်အောင်မလုပ်တတ်သေးဘူး။ဒီလိုမျိုးလေးထည့်လိုက်တာတွေ့။အိုးဒီလိုလေးကင်မရာကိုစီးဘက်ကိုမလဲတတ်သေးဘူးဖြစ်နေ။ဒါဆိုလို့ရှိရင်ဒီမှာဆွေလောလောဆယ်ရိုက်နေတဲ့ကင်မရာဒါလေးပေါ့နော်။ဒါလေးနဲ့ရိုက်နေတယ်ဒီမှာကင်မရာကိုပြချင်တာ။ Sony အခုကတော့နောက်ပိုင်းကျရင်တော့ဒါလေးနဲ့ရိုက်မယ်ပေါ့။ဒါလေးကဘာလို့ဘာအတွက်လိုအပ်လဲဆိုကြတော့ကွာဘာလဲဆိုကြနည်းနည်းကွာဒီကင်မရာနဲ့လို့ပြောရမလဲလူများတဲ့နေရာတွေစားတောက်ဆိုင်တွေပွဲစည်းတွေပိုင်းမှာဆိုရှင်တခါကျရင်ကိုယ်လည်းရိုက်ရှင်တယ်လीเนาะ vlog လေးပါလေးရိုက်ရှင်တယ်ဆိုရှင်ဒီကင်မရာနဲ့ရိုက်သွားကြနည်းနည်းကြီးတယ်ကြီးတော့ကြဒါလေးနဲ့ဆိုလို့ရှိရင်ကြတော့နည်းနည်းပေါ့ပါပြီးတော့ကြတော့လူတိတ်မမြင်ဘူးပေါ့နော်ဟုတ်လို့ရှိရင်ကင်မရာနဲ့ရိုက်လို့ရှိရင်ဘာလဲဆိုပြီးတော့လူရဝိုင်းကြည့်ကြရလေဒါလေးနဲ့ဆိုလို့ရှိရင်တော့တိတ်မသိတာဘူးပေါ့အဓိကတော့ကိုပါကိုတိတ်မရှက်ရဘူးပေါ့နော်နည်းနည်းကြည့်ရလေအခုနောက်ပိုင်းနည်းနည်းရှက်တက်လာမသိအဲ့လိုကင်မရာကြီးတကားတဲ့လူကြားရဲမှာစတောက်ဆိုင်ဒီမှာရမှာနည်းနည်းရှက်တယ်ကွာဒါပေမဲ့အခုဒါလေးရပြီဆိုကြဆွေနေရာတိုင်းမှာအလွယ်တကူ vlog လေးရိုက်လို့ရရဲဆိုကြတော့ဆွေနောက်ပိုင်းမှာ vlog လေးတွေတော်တော်များများပြန်ပြီးတော့ရိုက်မယ်လို့စိတ်ကူးထားတယ်အချိန်ကြလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဆိုတော့ဒါဆိုလို့ရှိရင်ဆွေရဒီနေ့ unboxing vlog လေးရတော့ဒီလောက်ပါပဲရှင် Thank you so much for watching see you in the next video byeဒီဘလောက်တောင်မှာဖုန်းတွေကိုတန်ဖိုးထားပြီးတော့တင်လဲဆိုတာက XS Max XS Max ပြီးတော့မှဆိုရဒီ13 Pro Max ကိုလဲတာဒီ13 Pro Max နဲ့ XS Max ကြားထဲမှာဆိုလဲကွာ series တွေတော်တော်များတယ်အဲ့လို11နဲ့12တာမသိဒါပေမဲ့သူများတွေကလေလုံးဝအစ်စ်တွေကင်နေကြတဲ့အချိန်မှာကိုကဒါကြီးကိုပဲကင်ပြီးတော့ဒီလားဒီကမှန်ကွဲသွားသေးတယ်မှန်နှစ်ခါကွဲနှစ်ခါလဲရအဲ့လိုမျိုးပေါ့နော်ဆိုဒီဖုန်းပေါ်မှာအရင် feeling မရှိဘူးဆိုတာပြောချင်တာဘယ်လိုပြောရမလဲသူများအစ်စ်ကင်တော့ကိုအစ်စ်အရင်လိုက်မလို့ချင်ဘူး fan လိုက်ပြီးတော့မဖြစ်ချင်ဘူးပေါ့နော်အဲ့လိုပေါ့ဒီလိုမျိုးဖုန်းလေးတွေကိုတန်မိုးထားပြီးတော့မှတခြားကင်ဖြစ်ပါတယ်ဒီမှာဒီဖုန်းကိုအခုထိသုံးတော့နော်ဒီဖုန်းလည်းအခုထိသုံးတော့စီတချို့ vlog တွေဆိုလို့ရှိရင်ဒီဖုန်းနဲ့ပဲ edit လုပ်ပြီးတော့တင်တာဘာလဲဆိုတော့ဒီထဲမှာ memory ကျန်သေးလို့ memory ကျန်တဲ့ဒီထဲမှာပဲ memory ဆက်နေရမလို့ camera တွေကနေဒီထဲကိုရွှေ့ပြီးတော့ဒီထဲမှာ edit လုပ်ပြီးတော့ကြတော့ဒီ Facebook တွေ YouTube တွေမှာ post လုပ်တာပေါ့နော်ဒီရစီဒီမှာဒါပြမယ်ဒီမှာဒါစီဖေနဲ့မင်းနဲ့မင်္ဂလာဆောင်ဒီမှာဒါစီဖေနဲ့အမေနဲ့မင်္ဂလာဆောင်ပုံလေးပေါ့နော်အမေကရမ်းချောတယ်မင်းရအရန်ချော်ဒီပုံထဲမှာလေတော့ထိုင်းမလေးတိုင်းပဲဖေးရတော့အသားနည်းနည်းတော်တော်လေးညိုနေဒီပုံလေးကိုဆွေရလေးဘောပေပါထားလိုက်တဲ့အချိန်မှာအိမ်အောင်ကြတာပဲအားကြောင့်မလို့တချို့ပေါ့နော်စုံတွဲတွေမင်္ဂလာမြတ်ဆောင်ခြင်းနေဆိုလို့ရှိရင်မိဘတွေရဲ့မင်္ဂလာဆောင်ထားတဲ့ပုံဘောပေပါထားကြည့်ပါဒါဆွေရလက်တွေ့ပေါ့နော်အသားအနေနဲ့ပြောတာပါ